အားလုံးပဲမင်္ဂလာပါဒီနေ့ပြတော့ပြီးမှာတော့ပခုံးနောက်ကျော်တောက်တင်ပြီးလက်ပြင်ခဏခဏငုတ်တဲ့သူများနဲ့ရှင်ဘက်နောက်ကျော်တောက်တင်ပြီးခန္ဓာကိုယ်လေးလက်နေသူများလိုက်ပါလေ့ကျင့်လို့ရမယ်ယောဂကျင့်စဉ်လေးကိုပြတော့ပြီးမှဖြစ်ပါတယ်အားလုံးပဲကျွန်တော်အတူလိုက်ပါလေ့ကျင့်ကြည့်အောင်ဟောပြီးအဲ့တန်းလေးလက်နှစ်ဖက်ကိုပေါ်ဆန်းထားတယ်အနောက်ကိုပြန်ဆွဲတယ်နော်တရောင်ပစကခန္ဓာကိုယ်ရဲ့အနောက်ဘက်ကိုတွန်းပြီးဆွဲမယ်နော်သူ့ကို10ချိန်လုပ်ပြီးပါတရောင်စစ်ကအနောက်ကိုဆွဲနော်ဟုတ်ပြီပြီးရင်ခေါင်းနောက်လက်ထဲတယ်အဲဒီတန်းလေးရှူရင်ခေါက်ကုန်းနဲ့ထုတ်ရင်ကော်လိုက်တယ်နော်ရှူရင်ရှူကိုင်းတယ်ထုတ်ရင်နောက်ကော်တယ်သူ့ကိုလည်း10ချိန်လုပ်ပြီးပါနည်းနည်းတော့ညောင်းမယ်နော်ရှူရင်ရှူကိုင်းတယ်ထုတ်ရင်ကော်မယ်နော်ဟုတ်ပြီ10ချိန်ပြည့်ပြီဆိုရင်ရှောင်းမယ်လက်ကိုအနောက်မှာထပ်လိုက်တယ်ထပ်ပြီးွားရင်သူကကြတော့ရှူရင်ကော့တယ်ထုတ်ရင်ရှူကိုင်းတယ်နော်ရှူရင်ကော့ထုတ်ရင်ကိုင်းမယ်သူ့ကိုလည်း10ချိန်လုပ်ပေးပါကိုကအကွက်ဒီအများကြီးကိုတော့ရှော့မသွားဘူးဆိုရင်တစ်ကွက်ကို20 30ဒီတိုးလုပ်ပေးလို့ရတယ်နော်နှစ်ကွက်3ကွက်ပဲသွားမယ်ဆိုရင်ဟုတ်ပြီပြေးပြီဆိုရင်ရှော့လိုက်မယ်ပြီးရင်နောက်တစ်မျိုးထပ်သွားမယ်နောက်တစ်မျိုးကပခုံးကြီးပဲအရှုကိုပြန်လှိမ့်မယ်10ကပြန်လှိမ့်မယ်နော်ဟုတ်ပြီပြီးရင်ဘက်ပြောင်းမယ်ပြန်လှည့်မယ်ပြီးသွားရင်အနောက်ကိုပြန်လှည့်မယ်နော်အဲ့လိုလှည့်တဲ့အချိန်မှာခေါင်းကြီးကိုငုပ်ထားတာကိုကြီးကိုကိုင်းတာခါးကြီးကိုကိုင်းတာကုတ်ကိုကိုင်းတာမလုပ်နဲ့နော်ခန္ဓာကိုယ်ကိုတက်တယ်ပဲထားမယ်ဟုတ်ပြီပြီးပြီဆိုရင်ရှင်းမယ်ခေါင်းကြီးပဲညာပဲချမ်းအောင်ဆောင်ဘယ်ပဲချမ်းအောင်ဆောင်မယ်နော်အဲ့ဒါဘယ်ညာကိုတည်ယူမယ်3ကြောလောက်ပဲလုပ်ပေးပါဟုတ်ပြီနောက်တစ်မျိုးတက်သွားမယ်အဲ့ဒီတန်းလေးလက်ကိုလက်သီးစုပ်ရင်လက်မောက်ထက်တဲ့လေးချောင်းအပေါ်ကကိုင်းမယ်ပြီးရင်တရောင်စစ်ကျင်ထိမယ်ဘေးလေးပြန်ခွဲမယ်နော်သူ့ကိုလည်း10ချိန်လုပ်ပေးပါတရောင်စစ်ကျင်တော့ထိမယ်နော်ဟုတ်ပြီပြီးရင်နောက်တစ်မျိုးကဘယ်ကခါးလေးကိုပတ်ထားတယ်ညာလက်အပေါ်ဆန်တာသူ့ကိုကြတော့စက္ကန့်20ထိမိထားမယ်ဟုတ်ပြီပြီးရင်ဘက်ပြောင်းမယ်ဟုတ်ပြီပြေးပြီဆိုရင်ရှော့မယ်ပြီးရင်အဲ့ဒီတိုင်းလက်လေးကိုချိတ်ထားမယ်တရောင်စစ်ကနေရန်ထိမယ်ရင်ဘက်ကိုနေရန်ထိမယ်ခေါင်းလေးကိုပုံမောထားမယ်ခြေထောက်ကနေရန်နဲ့နှစ်ထွာလောက်ခွာထားမယ်နော်သူ့ကိုစက္ကန့်30ထိပြီးမယ်ဟုတ်ပြီရှော့မယ်အားလုံးပဲလိုက်ပါလေ့ကျင့်ကြည့်ပါလွယ်လွယ်လေးပါကျေးဇူးတင်ပါတယ်ကိုစိတ်နှပြချမ်းသာကြပါစေ